အခုခေတ်ကြီးကပြောင်းပြန်ဖြစ်သွားပြီသိလားဒီခေတ်ကြီးမှာတယောက်နဲ့ပြဿနာတက်လို့ရှိရင် तू မှားတယ်ငါမှားတယ်ခင်မဟုတ်တော့နော်ပြက်သားရက်တည်တဲ့လူကနဲသွားပြီနော်ဘယ်နှမျိုးထွက်သွားလဲဆို3မျိုးထွက်တယ်နော်ဘသူအမြဲတမ်းတူစုပြီးလိန်နေကြလူကကြတော့လိန်တဲ့လူကသူများနဲ့ရံဖြစ်လို့အဲ့ဒီလိန်တဲ့လူကမှားတယ်ဆိုရင်တော့မှ तू ကအတူစုလိန်နေကြလူဆိုတော့ तू နဲ့ကတဲ့တယ်လေငါနဲ့တဲ့တဲ့လူအမှန်နော်အခုခေတ်ကနော်ဘသူမှားတယ်မှန်တယ်ဆိုတာအမှန်တရားမဟုတ်တော့ငါနဲ့တဲ့တဲ့လူကမှန်တာငါနဲ့မတဲ့တဲ့လူကမှားနေတာခေတ်ကအဲ့ဒီခေတ်ဖြစ်နေပြီနော်အဲ့ဒါပြောပြပေးတာနော်နောက်တစ်မျိုးရှိသေးတယ်နော်ဘသူမှားမှမှန်ပြက်သားရက်တည်တဲ့လူကရှားသွားပြီကြားနေတဲ့လူကများသွားတယ်နော်သူပြောလိုက်ရင်လည်း तू ကငါ့ကိုဆဲမလားငါပြောလိုက်ရင်လည်း तू ကဆဲမလားဆိုကြားနေတဲ့လူကများသလိုငါနဲ့တဲ့တဲ့လူကမှန်တာများတယ်ဟေး လူရဝဲတယ်ဆိုတာလူအများနဲ့သိတာကလူရဝဲတာမဟုတ်ပါဘူးလူရဝဲတယ်ဆိုတာတစ်ဖက်လူတွေကလေးလေးဆဆဆက်ဆံခံရတာမျိုးပါကိုကလိုက်ရောလိုက်ဖာလိုက်ကက်ပေါင်းရတာမျိုးမဟုတ်ဘူးဒါကြောင့်လူရဝဲခြင်းရင်တော့လူပါဝါတာမျိုးကိုတော့ရှောင်ပါကိုကလူပါဝါတာလူတကာသိရင်တော့ပေါင်းကြလေခဏပဲဘယ်ဆက်ဆံရေးမှတည်မြဲတာမဟုတ်ပါဘူး